လုသမားတွေရဲ့စာအုပ်သိမ်းထားတဲ့တထေးတွေအများကြီးရှိပါတယ်ဒါကတော့ဥပဒေနဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်ဒီထိုင်းဥပဒေအရဆိုလို့ရှိရင်ဒီအလုသမားတွေရဲ့အထောက်အထားစာရွက်စာတမ်းတွေကိုတထေးတွေကလုံးဝသိမ်းထားခွင့်မရှိပါဘူးဒါကဥပဒေနဲ့ညှိစွန်းပါတယ်ပြီးတော့အလုသမားတယောက်ကဒီအထောက်အထားစာရွက်စာတမ်းတွေကိုသိမ်းထားမယ်ဆိုလို့ရှိရင်အဲ့ဒီတထေးကဒီဒဏ်ငွေဆိုလို့ရှိရင်ဘတ်1000ကနေပြီးတော့3သိန်းအထိဒဏ်ငွေဆောင်ရနိုင်တယ်တကယ်လို့ထောင်ဒဏ်ဆိုလို့ရှိရင်လည်း6လအထိထောင်ဒဏ်ကျခံရနိုင်တယ်ဒီဥပဒေထဲမှာတော့ဒီလိုတွေပြဋ္ဌာန်းထားပေမဲ့ဒီအပြင်မှာကတော့တထေးတွေကဒီလိုပဲလုပ်နေကြတာပဲဆိုပြီးတော့လို့ပြောနေကြတာတွေလည်းတွေ့ရပေါ့နော်အဲ့ဒါတော့ဟုတ်ပါတယ်ဒါပေမဲ့ဘယ်လိုပြောရမလဲကိုကဥပဒေနဲ့ပတ်သက်ပြီးတော့သိထားတယ်နားလည်ထားတယ်ဆိုလို့ရှိရင်ကိုမှန်ကန်တဲ့ဟာကိုလုပ်လို့ရမယ်ဥပမာတခုခုလုပ်ငန်းခွင်မှာအနိုင်ကျင့်ခံရတယ်သိရမလားလားစာပုံမှန်မရဘူးဒါဥပဒေမှာတော့ဘယ်လိုရှိတယ်ဒါတွေကိုသိထားတဲ့အခါကျလို့ရှိရင်ကိုကနှစ်ဦးနှစ်ဖက်ရှင်းလင်းတဲ့အခါမှာကိုကဥပဒေကိုသိနေတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အခွင့်အရေးကိုကိုကပြန်ပြီးတော့ယူနိုင်မှာပေါ့နော်